တော့လေဟိုငရဲပြည်တို့နှက်ပြည်တို့တကယ်ရှိလားဗျာရှိတယ်ပေါ့တကယ်ရှိတယ်ပေါ့ဩအဲ့ကြောင့်ကျွန်တော်လည်းဆိုဆိုတာဖြစ်နေတယ်ဟုတ်တယ်လူတွေဟာဘယ်လိုမှဆွေးဆွာဖြစ်နေကြတာဟုတ်တယ်အရင်တော့ကငါလေးပါတာပေါ့လေဒါကြောင့်မို့ဒါဘယ်လိုမှဟိုဒါဘယ်လိုမှဟိုအာကုသို့အလုပ်တွေလုပ်နေကြတာပေါ့ဟိုလူတွေတော်တော်များများဘယ်လိုမှဟိုဒါပေါ့လေဒီဗုဒ္ဓဘာသာ80ရာခိုင်နှုန်းလောက်ဟာမယုံကြည်ဘူးဖြစ်နေတယ်ဟိုဘယ်လိုမှငရဲဟိုမကောင်းတာလုပ်လို့ရှိရင်ငရဲခံရမယ်ဆိုတာတကယ်လားကောင်းတာလုပ်လို့ရှိရင်နတ်ပြည်တတ်မလားတကယ်ရရှိလို့လားဥပမာစားသဖြင့်ပေါ့လေဒီကနေအခုသေးဝဲလို့ရှိရင်နောင်ဘဝချက်ချင်းကူးတာပေါ့လူဖြစ်တာလားစားသဖြင့်ပေါ့လူတွေကမယုံကြလို့ပေါ့ဟိုပြောမှအကုသို့တွေလောက်ရဲနေတာပေါ့ဟုတ်တယ်ငါဟောတာတခုပြောပြမယ်ကွာငရဲတကယ်ရှိတယ်ဆိုတဲ့အကြောင်းဟာအရင်တော့ဆိုလို့ရှိရင်တော့ငါတို့ရေးမြို့မှာဘယ်လိုမှလူတယောက်ကွာကြောင်တက်စားတာကြောင်တက်စားတဲ့ခါကျတော့ကြောင်ကဘလို့လည်းမသိဘူးသူ့ဟိုအမွှေးမီးမျှနေတဲ့ချိန်မှာကြောင်ကထပြေးရောပြေးတဲ့ခါကျတော့တဏိတော်တွေပြေးဝင်သွားတော့တဏိတော်မှာရှုံးနေရှိတာဟာလားချောင်းရှိတယ်လေအဲ့တော့ခါကျတော့အဲ့ကြောင်သူတို့လိုက်ဖမ်းပြီးတော့ပြန်ပြီးတော့ဟိုထုံးစံတိုင်းမလေးဟိုပြန်ပြီးတော့ဟိုတက်စားလိုက်ကြတာပေါ့ဟိုဒါပြောမယ်ဟိုအဲ့ကြောင်သားဟိုဒါပြောရှင်စားကြတာပေါ့လေအဲ့ဒါပြီးတော့ညနေဟိုညမိုးချုပ်တဲ့ခါကျတော့ဒီငါတို့ရေးမှာချောင်းတောင်ရွာပေါ့အဲ့ချောင်းတောင်ရွာမှာသူတို့အနီတောင်တော့ကစားကြတယ်ကွာအရင်တုန်းကဆိုလို့ရှိရင်တော့ဟိုမင်းတို့တော့ပြောငါတော့မမီလိုက်ဘူးကောင်းဟိုအနီတောင်ပွဲမှာဆိုလို့ရှိရင်တော့ဟိုမီးလေတိတ်တာဟာလားဟိုလေထိုးယူတဲ့ဟာလေမီးကွက်မီးလို့ပါလို့အရင်တုန်းဆိုအဲ့ဒါနဲ့ဟိုဒီမီးချောင်းတွေပါဒီမှာမရှိတော့ဘူးဟုတ်တယ်လေအဲ့လူတော့ကစားတဲ့အချိန်မှာအဲ့လူထိုင်နေတဲ့ဝိုင်းမှာအဲ့မီးထားပေါက်တယ်အဲ့မီးထားပေါက်တဲ့ခါကျတော့လူလောင်နေဟေးကြောင်လောင်တဲ့ပုံစံမျိုးသူပြန်ခါရတာသူလည်းတနေ့တော့ပြေးဝင်သွားတာပဲဒီဘယ်လိုမှအနေတောင်ဝိုင်းရဒီချောင်းတောင်ကြီးရောဆိုတော့ချောင်းနဲ့နေတော့သူလည်းတနေ့တော့ပြေးဝင်သွားတယ်ကြောင်နဲ့အလားတူတပုံစံနဲ့အဲ့ပုံစံမျိုးငါအခုပြောနေတာဘာလို့ဆိုလို့ကျင်တာလဲဆိုတော့ငရဲဆိုတာတကယ်ရှိတယ်ဆိုတဲ့အကြောင်းနောင်ဘဝမကူပြန်ခံရဒီဘဝခံရတယ်ဟိုအနှေးနဲ့အမြန်မို့လေလူတွေဟာဘယ်ချိန်မှဟိုတာဖြစ်မလဲဆိုတော့ငါတို့အရိမီဒီယာများဆိုဘုရားပွေ့တဲ့အချိန်မှာလူတွေဟာဟိုပြောမအသက်တသိန်းရှိတယ်ခါကြရင်ရှိဟိုဒီကဘာလောကမှာရှိသမျှလူကအကုန်လုံးအယုတ်ချောနေတယ်အယုတ်ဆိုးတဲ့လူတယောက်မှမရှိဘူးဒီလူမျိုးတောင်တန်းနေလည်းမရှိဘူးအကောင်လုံးဟိုတာမြေပြန့်နေပြီပဲဥပမာဆိုလို့ရှိရင်တော့ငါတို့အရိမီဒီယာများဆိုဘုရားဆိုကြပါစို့မြန်မာနိုင်ငံမှာတရားဟောနေတယ်ဥပမာငါတို့အခုဒီမှာထိုင်နေတယ်ကွာကြားနေရတယ်အဲ့ပုံစံမျိုးမနာထောင်ကျင်ဘူးအဲ့ဒါလေးကြားနေရတယ်ပြီးကြရင်အခုငါတို့နေနေတဲ့ဂျိုမှာပြီးကြရင်ဟိုပြမဒီနတ်ပြည်ပေါ့ဟိုပြမဟိုနတ်ပြည်လို့ပြောတဲ့ဟိုဂျိုတစ်ခုပေါ့အဲ့မှာလဲဟိုပြမနတ်သားတွေဟိုဆန်စားနေရတာတွေကိုမြင်နေရတယ်ပြီးကြရင်ဒီငရဲပြည်ပေါ့လေငရဲပြည်မှာလဲဘယ်လိုမှဒီငရဲသားတွေကဒီဟိုအပြစ်သားတွေကိုရိုက်နှက်ဟိုဘယ်လိုမှဟိုတာတော့ပေါ့လေဟိုဘယ်လိုညှင်းဆဲနေတာပေါ့လေနော်အပြစ်ပေးနေတာကိုမြင်နေရတယ်အဲ့ဒါအကောင်လုံးမြင်နေတော့ခါကြတော့လူတွေကအာကုသို့လောက်မလောက်ရဲတော့ဘူးလေဘာလို့ဆိုတော့အာကုသို့လောက်လို့ရှိရင်ခံရမှာဆိုတာကျိန်းတွေပေါက်ဖြစ်နေမြင်နေတဲ့ဟာကြီးကိုဟုတ်တယ်နော်ပုံစံမျိုးပြီးကြရင်ကောင်းတာလုပ်လို့ရှိရင်ဟိုမှာဘယ်လိုမနက်ပြည်မှာဘယ်လိုဆန်စားနေရဆိုတဲ့အကြောင်းဘယ်လိုမနက်တပီးဟိုတာမနက်သမီး900နဲ့စိုက်ရှိုးထွက်နေစားတစ်ဖြစ်ပါလေအဲ့ဒါတွေကိုမြင်နေရတော့ခါကြတော့ပြီးကြရင်ထူးဆန်းတာအဲ့အချိန်ကြလို့ရှိရင်ဒီစေးရုံစေးကန်းလည်းမရှိဘူးအရက်သေးစားတွေလည်းမရှိဘူးလူတွေဟာဘာလို့မလုပ်စရာမလိုတော့ကိုစားကျင်တာကိုတောင်းတတဲ့ဟာဆိုလို့ရှိရင်တော့ပေါ်လာတယ်အဲ့ပုံစံမျိုးအဲ့တော့ခါကြတော့ဘာသာဖြစ်လဲဆိုတော့အာဂုတို့ပြောမှအစာဟိုပြောမှဟိုစာဝတ်နေရေးမရှာဖွေရတဲ့ခါကြတော့
ဒီအကုသိုလ်လည်းမလုပ်ဖြစ်တော့ဘူးလေအဲ့အချိန်ကြာလို့ရှိရင်တော့စပားတွေဟာ automatic တူပေါက်လာတယ်စပားတပင်ကိုစပားပင်တပင်တိတယ်ဟုတ်စပားပင်တပင်ကိုလှဲနဲ့တိုက်မှာဆိုလို့ရှိရင်တော့29လှဲရတာ โอ้โห အဲ့ပုံစံမျိုးစပားတပင်နဲ့ပဲနော်အပင်တပင်နဲ့ပဲအဲ့ပုံစံမျိုးဟိုစပားဘယ်လိုမှစပားလုံးတစ်လုံးဟာဒီဟိုတော့ကြောက်ဖြုံတီးရလောက်ရှိတယ်အဲ့အချိန်ကြာလို့ရှိရင်အဲ့ပုံစံမျိုးအဲ့တော့ခါကြတော့လူတွေကအာကုသိုလ်တွေလည်းမလုပ်ကြတော့လေလုပ်ကြလည်းမလုပ်တော့လေအခုချိန်မှာအာကုသိုလ်တွေလုပ်နေတယ်ဓမြတိုက်တယ်လူတတ်တယ်စသဖြင့်ပေါ့လေအဲ့ဒါတွေကဘယ်လိုမှဒီစာဝတ်နေရေးအတွက်ပေါ့နော်တချို့ဆိုလို့ရှိရင်တော့စာဝတ်နေရေးအတွက်လည်းရှိတယ်ဘယ်လိုအလောင်းကစားတယ်လည်းရှိတယ်အမျိုးစုံတော့ပါလေနော်အဲ့ဒါကြောင့်မို့ဒါအာကုသိုလ်တွေလုပ်နေရတာပါတချို့လူတွေကဒါပေမဲ့တချို့သောလူတွေကလည်းပျော်ရွှင်ရွှင်နဲ့လုပ်နေတာလေးရှိတယ်ဟိုပျော်ရွှင်ရွှင်မလုပ်လေရတယ်ဒါပေမဲ့ပျော်ရွှင်ရွှင်ကြည်နဲ့ကြီးနဲ့ဟိုလုပ်နေတဲ့ဟိုလူတစ်ဖွဲ့လေးရှိတယ်ပေါ့လေအဲ့ဒါပဲကွာအဓိကငါပြောချင်တာကတော့ငရဲပြည်တွေနတ်ပြည်တွေဆိုတာတကယ်ရှိပါတယ်ဒီ32ပုံမှာအကုန်လုံးရှိတယ်အဲ့ဒါတွေတကယ်ရှိတယ်